Fago Ismo နဲ့ပွဲမှာ Yuri join ရ fabric ပြီးဆွဲဆွဲတဲ့အထိကောင်းနေလားကျွန်တော်ဖြေရတော့ no ပါဆိုတော့အားလုံးပဲမင်္ဂလာပါတရဟောင်းနေပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်တော့ 8 ပါဆိုတော့ join ဆိုတဲ့ hero ရဲ့အသေးကအသက်ကတော့စကေးတူပဲဗျာဒီစကေးတူတေချာသုံးနိုင်မှုလို့ရဆိုတော့ Yuri ရဲ့ join ရဲ့စကေးတူကိုတေချာမသုံးဘူးဒါတွေကိုမြင်နေရလို့ကျွန်တော်ဒီဗီဒီယိုလောက်လိုက်တာပါအကယ်၍တင်ရ AI ရဲ့ hacker fan ဆိုရင်တော့ဝေဖန်တာမကြဘူးဆိုရင်ဒီဗီဒီယိုမကြည့်ဖို့အကြံပေးပါတယ်ဘာလို့ဆိုကျွန်တော်ဒီဗီဒီယိုမှာ AI eSport fan တယောက်အနေနဲ့ Yuri join ရဲ့အမားတွေကိုဇုံဆွဲပြီးတော့ထောက်ပြမှာမလို့ပါဒီမှာဆိုရင်မြတ်ဘာလို့ကြာတယ်တာတဲကပေါ်နေပြီဆို Yuri က Yuri နဲ့ကိုလိုက်နေနေပေါ့နော်အဓိကတော့သွေးလျှော့တယ်ဆိုတော့ဒါပေမဲ့ तू က Yuri နဲ့ကိုသွေးလျှော့နေတယ် तू ကပြန်ပြီးတော့သွေးလျော့သွားတယ်တာဝါသူ့ကိုချက်ပစ်လိုက်တယ်ဆိုတော့ဒီမှာတာတဲပေါ်ရဲ့ချိန်မှာသူ့ကိုသွေးရသုံးဖို့တော့ဝင်ရှိတယ်ဆိုတော့ဒီမှာ K ရဲ့ grow နေပြီးသူ့ကိုကောက်စားလိုက်တယ်ဆိုတော့တာတဲလည်းမရလိုက်ဘူးပါဆိုင်အနေနဲ့မက်ဆီပါပေးလိုက်ရတယ်ဆိုတော့လုံးဝမတန်ဘူးပေါ့နော်ဒါကဒီဘက်တရီကမက်တာ first starter ပဲဆိုတော့ထားလိုက်အောင်ပေါ့ဒီမှာကြည့် Yuri ကျွမ်းစကီးတူလွဲပြန်ပြီဗျာဆိုတော့ join အသက်ကစကီးတူအခုတေပြီးထွက်လာတယ်စကီးတူထတ်လွဲတယ်ဆိုတော့ join စကီးတူလွဲလာလေတီရော Falcon ကဘက်ကိုတန်းဝင်ရောဂျီဆန်းရှင်အင်မြူပေးလိုက်တော့ black ခုံတော့မိပြီးတော့လက်ဂျီဆန်းရှင်ကိုဖမ်းလိုက်နိုင်ခဲ့တယ်နောက်ပြီးတော့ Messi Elitina ဝင်လာတော့ကောင်းတယ်ဆိုတော့ဒီပတ်တယ်မှာ join ကင်းနှကောင်ကြီးကပြန်ရလိုက်တယ်ပေါ့ဒါပေမဲ့ဒီကင်းနှကောင်တကယ်တော့သူ့သိမိတ်ကနေဖန်တီးပေးထားတာဆိုတော့ဒီမှာလည်းကြည့်ထပ်ပြီးတော့စကီတူလွဲအောင်မယ်ဒါဒီလိုနေရာဆိုလုံးဝအရင်အရေးကြီးရယ်ကွာအရေးကြီးတဲ့နေရာမှာစကီတူလွဲသွားတာကွာသိတယ်ဘာလို့ကျွန်တော်အရေးကြီးရယ်လို့ပြောရလဲဆိုဒီသူ့ဒီ AI လူတွေကဒီစန်ဂျီကိုတတ်မယ်ဆိုပြီးတော့ short call ခေါ်လိုက်ပြီဟာယောင်နေဒီကောင်တတ်အဲ့လိုချိန်မှာဒီ join ကဘာဖြစ်နေတာလဲဆိုတော့သူက P30 ကိုနင်းသွားပြီးတော့ဒီစန်ဂျင်တော်သွားမယ်ဆိုပြီးတော့ plan ထားတာကွာဒါသူ့ရဲ့ plan ကြီးကပြတ်သွားတယ်ဘာလို့ဆိုတော့သူစကေးတူလွဲသွားလို့စကေးတူနေတာလွဲသွားသူ့ရဲ့ plan ပြတ်တယ်ဆိုတော့ AI လည်းဒီမှာခန့်တာ3ယောက်ထင်းနဲ့စန်ဂျီကိုကန်မရတော့ဒါမှမလောက်ဘူးအစင်မပြေဘူးဖြစ်ပြီးတော့ကန်တာဟိုဘက်ဒီဘက်တေးပြောရတယ်ခင်ဗျဒီနေရာမှာဒါ join တဲ့စကေးတူကောက်နေငယ်မယ်ဆိုရင်စန်ဂျီရာကောင်းရနိုင်တယ်ဗျဒီရမှာဆိုတော့ဒီလိုအမားတွေကမဖြစ်တဲ့ဘူးများသေးလားဆိုတော့ဒါ regular မှားတာအဆင်ပြေရဗျကျွန်တော်အခုပြောနေတဲ့အချိန်ဒီမှားတာအဆင်ပြေကောင်းပြေနိုင်လိုက်ပဲဒါပေမဲ့ play off ရောက်ပြီဆိုရင်ဒီလိုအမှားမျိုးတာလုပ်ခင်မှာဆို play off ကနေထွက်ရမှာဗျာဒီလားဆိုတော့ဘာသာ AM7 မြည်နေရဟိုင်းလည်းမြင်ရတော့မှာမဟုတ်ဒီလိုမှားရတာထပ်လုပ်နေတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုစီလင်နာနဲ့ဒီဗီဒီယိုလုပ်ပြီးတော့ပြောပြတာဗျာဒီလားကျန်တာတော့ brother လိုပဲဆက်တာကြည့်လိုက်တယ်Falcon နေနဲ့ရောက်သွားဖို့ရှိနေတယ်နော်ဒီမှာယူပြီးပါပြီအောက်မှာ Sandy နဲ့ Sman ပို့တဲ့အချင်းအဲရှေ့ကိုက်တိုင်းတော့ Yuri ကြတယ်ကတာဝါတွေပါချောင်းပေးအောင်ပြန်ဆွဲနေကြတယ်ဆိုပြီးတော့တစ်ဖက်က3 man ပြန်ဆွဲထားခဲ့တယ်ဆိုတော့ဒီလိုနဲ့ပဲ AI Sport Falcon 2 man နဲ့ရှုံးသွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အနေနဲ့ Facebook ပြင် YouTube မှာပါတတဟော AFS ဆိုပြီးတော့ channel ထောင်ထားပါတယ်ဆိုတော့ဒီကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် YouTube မှာလည်းကျွန်တော်ကိုလာပြီးတော့ warm support ပေးလို့ရပါတယ်ဆိုတော့ကျွန်တော်အနေနဲ့လည်း YouTube ဖွင့်တဲ့အနေနဲ့ giveaway တွေပေးပါဖို့ရှိရမလို့ဒီတတဟောရဲ့ YouTube ကို subscribe လေးလုပ်ထားပေးခဲ့ကြပါဦးလို့ကျွန်တော်ဒီကနေပဲတောင်းဆိုလိုက်ပါတယ်ဆိုတော့အားလုံးပဲနောက်နေ့မှာကျွန်တော်ပြန်တွေ့ကြပါမယ် see you in the next video